စကြဝဠာအဆုံးကိုလှမ်းပစ်ကြည့်ရင်ဘာဖြစ်မှာလဲမိတ်ဆွေကစကြဝဠာရဲ့အဆုံးဆုံးကိုခရီးနှင်ပြီးလှမ်းတစ်ချောင်းကိုအဲ့ဒီအဆုံးစီတို့ပစ်လိုက်တယ်ဆိုပါစို့လှမ်းဟာအဆုံးကိုဖြစ်သွားပါကအဲ့ဒီနေရာဟာအမှန်တကယ်စင်စစ်မှာနယ်နိမိတ်ကိုထိခိုက်တာမဟုတ်ပါဘူးလှမ်းဟာရိုးရိုးလေးပဲနေရာအတစ်တစ်ခုစီကိုရွေးချသွားတာလောက်တာဖြစ်ပါတယ်ဆိုလိုတာကစကြဝဠာဟာအဆုံးရဲ့အဆုံးသတ်မသွားပဲအဲ့ဒါထက်ပုံမူကြီးမားနေရမယ်လို့ဆိုလိုပါတယ်ဒါပေမဲ့လှမ်းကိုပစ်လိုက်ပြီးလှမ်းပြန်ပုတ်ခံရပါကအဲ့ဒီအရာဟာလှမ်းကိုတားဆီးဖို့အခြားတစ်ဖက်မှာတစုံတရာရှိနေရအောင်မယ်လို့ဆိုလိုပါတယ်အဲ့ဒီတစုံတရာဆိုတာကလည်းဘာမှမရှိတာမဟုတ်ပါဘူးဆိုလိုတာကနှစ်နီးလန်းစလုံးနဲ့အဲ့ဒီအဆုံးဟာအဆုံးဖြစ်နိုင်တာမရှိလို့ဆိုနိုင်တယ်မဟုတ်ပါလားဒါပေမဲ့အဲ့ဒီအတွေးခေါ်ဟာစကြဝဠာမှာအဆုံးဆိုတဲ့အရာရှိတယ်လို့ယူဆထားပါတယ်လက်တွေ့မှာဟင်းလင်းပြင်ပေါ်မှာကိုယ်ပိုင်ပေါ်ဝင်းညွတ်ပတ်ခွေနေနိုင်ပါတယ်ဆိုလိုတာကမိတ်ဆွေဘလောက်ပဲခီးနေနေလှမ်းပစ်စရာအဆုံးကိုဘယ်တော့မှမတွေ့နိုင်တာပဲဖြစ်ပါတယ်နေရာအစ်စ်ကိုလမ်းလျှောက်ပြောင်းရွှေ့ခဲ့တဲ့အကြောင်းသူတို့ဟာအဆောက်အဦရဲ့အောက်ခြေမှာတံမဏိခြေထောက်တွေပေါက်တက်ခဲ့ကြပါတယ်ပြီးရင်ရေထိန်းစနစ်ပြုံတွေနဲ့အဲ့ဒီခြေထောက်တွေကိုလှုပ်ရှားစေကလမ်းလျှောက်ခိုင်းခဲ့ပါတယ်အဲ့ဒီမှာခြေထောက်အချို့ကိုမြှောက်လိုက်ချိန်အခြားခြေထောက်အချို့ကရှေ့သို့ချော့တက်သွားစေပြီးတလက်မှပြီးတလက်မှနှုံနဲ့အဆောက်အဦတစ်ခုလုံးကိုရွေ့လျားစေခဲ့ပါတယ်ဘာလို့လဲဆိုရင်အဲ့ဒီကျောင်းဟောင်းနေရာမှာဈေးဝယ်စင်တာအသစ်တိစောက်ဖို့စီစဉ်ထားတာကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ကျောင်းဟောင်းကိုဖြိုဖျက်ဖို့အစားထောင်နာတစ်ဝိုက်ကိုလမ်းလျှောက်ပြောင်းရွှေ့ခိုင်းခဲ့ကြပါတယ်ဒီလိုနဲ့ရက်ပေါင်း18ရက်ကြာမှပေ200လောက်လမ်းလျှောက်ပြီးနောက်အဲ့ဒီကျောင်းဟာနေရာအသစ်မှာအနားယူဖို့ရောက်ရှိလာခဲ့ပါတယ်